အိမ်ငှားရမ်းခြင်းနှင့်ပတ်သက်သောသင်၏အခွင့်အရေးများနှင့်လုပ်ဆောင်ရမည့်အချက်အလက်များ ခူဆေးနှင့်သူ၏မိသားစုတို့သည်ပုဂ္ဂလိကပိုင်အိမ်ဟောင်းတစ်လုံးကိုငှားနေကြသည် အိမ်၏အခင်းသည်သန့်ရှင်းသိုက်ယပ်မှုမရှိလှပါ အိမ်၏သန့်ရှင်းသိုက်ယပ်မှုမရှိသောကြောင့်ကလေးငယ်များသည်မကြာခဏအအေးမိကြခြင်းဖြစ်သည်ဟုခူဆေးကထင်မြင်သည် ခူဆေးသည်အိမ်ရှင်ကိုပြောသော်လည်းအိမ်ရှင်ဘာမှမလုပ်ပေးပါ တစ်နေ့မှာမိုးကြီးမားပြင်းထန်သည့်အတွက်ခူဆေးရဲ့အိမ်မိုးပျက်စီးပါတယ် မိုးရွာခဲ့လျှင်ရေသည်အိမ်တွင်းသို့စီးဝင်လာပြီးမျက်နှာကျက်၌ရှိသောမီးသတ်ဆင်ထားသောနေရာသို့ရေဝင်ပါသည် ခူဆေးသည်အိမ်မလုံခြုံသည့်အတွက်စိတ်ပူလာပါသည် သူမသည်အိမ်ရှင်အားပြုပြင်ရန်ပြောသော်လည်းအိမ်ရှင်မှတစ်စုံတစ်ရာမလုပ်ပေးခဲ့ပါ ခူဆေးမှအိမ်ရှင်အားသုံးရက်တစ်ကြိမ်ဖုန်းခေါ်ပါတယ် ပြောတဲ့အချိန်တိုင်းစိတ်မပူပါနဲ့ကျွန်တော့သူငယ်ချင်းတစ်ယောက်ကိုခေါ်လာပြီးအဆင်ပြေအောင်လုပ်ပေးပါမည်လို့ပြောပါတယ် 3 ပတ်ပြည့်ပြီးနောက်ခူဆေးသည်စောင့်ဆိုင်းရသည်ကိုစိတ်မောလာပါသည် သူမသည်အမိုးပြင်သည့်လူကိုအဝါရောင်တယ်လီဖုန်းစာအုပ်တွင်ရှာဖွေပြီးအမိုးပြင်ဖို့ခေါ်လိုက်ရပါသည် ပြင်ဆင်ခဒေါ်လာ1200ကျသင့်ပြီးခူဆေးပေးလိုက်ရပါသည် ထို့နောက်စာတစ်စောင်ကိုအိမ်ရှင်ထံသို့ပို့လိုက်သည် ထိုစာတွင်အိမ်အမိုးပြင်သည့်အတွက်ဒေါ်လာ1200ကုန်ကျပြီးပေးပြီးသည့်လက်ခံဖြတ်ပိုင်းပါပါသည် ယခုလအတွက်အိမ်လခကိုကျွန်မအနေနှင့်အိမ်မိုးပြင်ရန်ပေးပြီးဖြစ်သဖြင့်ဒီယခုလမပေးတော့ပါဟုပါရှိပါသည် ခူဆေးသည်အိမ်မိုးပြင်ဆင်ပြီးသဖြင့်စိတ်ချမ်းသာပျော်ရွှင်နေပါသည် အိမ်ရှင်ထံမှဘာမှမကြားရတော့ပါ သို့သော်လည်း 2 လကြာသောအခါခူဆေးသည်တရားဝင်စာတစ်စောင်ကိုလက်ခံရရှိသည် ထိုစာတွင်သူမတို့အားအိမ်မှထွက်ပေးရန်သတိပေးခြင်းဖြစ်သည် အိမ်လခပေးရန်ဒေါ်လာ1200ကျန်ရှိသည် ဆိုလိုသည်မှာအိမ်ငှားနေထိုင်ခြင်းအတွက်သူမသည်ဒေါ်လာ1200ပေးရန်တာဝန်ရှိသည် ထိုစာ၏သတိပေးချက်တွင်14 ရက်အတွင်းအိမ်မှပြောင်းရွှေ့ပေးရန်ဖြစ်သည် ခူဆေးသည်ရပ်ကွက်တွင်းရှိကွန်မြူနတီလီဂယ်စင်တာသို့သွားရောက်၍အကူအညီတောင်းပါသည် ၎င်းတို့မှနေ၍tenants unionအဖွဲ့အစည်းသို့ပို့ပေးလိုက်သည် ထိုအဖွဲ့အစည်းသည်အိမ်ငှားသူများအားကူညီသည့်အဖွဲ့အစည်းဖြစ်ပါသည် ခူဆေးသည်အိမ်အမိုးကိုပြုပြင်၍ကိုယ်တိုင်ငွေပေးချေခြင်းသည်တရားဝင်ပေးချေခြင်းမဟုတ်ကြောင်းနှင့်တရားဝင်မည်သို့ပြုလုပ်ရမည်ကို၎င်းအဖွဲ့မှနေ၍ရှင်းပြပါသည် အိမ်ရှင်မှနေ၍အရေးပေါ်ပြုပြင်ခြင်းကို2 ရက် 3 ရက်အတွင်းပြုပြင်ပေးရမည်ဟုဥပဒေမှသတ်မှတ်ထားပါသည် ဖြစ်ပေါ်လာသည့်ကိစ္စကိုမူတည်၍အိမ်ရှင်သို့မဟုတ်အိမ်ငှားအေးဂျင့်တို့မှအရေးပေါ်ပြုပြင်ခြင်းလိုအပ်ခဲ့လျှင်သင်ကိုယ်တိုင်မစီစဉ်ဘဲအိမ်ရှင်သို့မဟုတ်အိမ်ငှားအေးဂျင့်ကိုကြိုးစား၍ဆက်သွယ်ပါ နောက်တစ်ဆင့်အနေဖြင့်အိမ်ရှင်သို့မဟုတ်အိမ်ငှားအေးဂျင့်တို့အားအိမ်ပြုပြင်ပေးရန်အတွက်တယ်လီဖုန်းနှင့်အကြောင်းကြားမှုကိုနေ့စွဲ အချိန် အကြိမ်အရေအတွက်တို့ကိုရေးမှတ်ထားပါ အရေးပေါ်ပြုပြင်ရန်ပါဝင်သောအချက်အလက်များ ရေဘူးပြဿနာအိမ်သာပိတ်ဆို့ခြင်းသို့မဟုတ်အိမ်သာပျက်စီးခြင်းအိမ်မိုးယိုခြင်းဓာတ်ငွေ့စိမ့်ထွက်ခြင်းလျှပ်စစ်ဆိုင်ရာမှားယွင်းတပ်ဆင်မှုများလေလျှံခြင်းရေကြောင့်ပျက်စီးခြင်းမီးကြောင့်ပျက်စီးခြင်းရေနှင့်ပတ်သက်၍တပ်ဆင်သည့်ကိရိယာများကျိုးခြင်းသို့မဟုတ်ပျက်စီးခဲ့သောအိမ်ရှင်မှနေ၍ရေမပြုန်းတီးစေရန်ပြုပြင်ပေးခြင်းလှေကားသို့မဟုတ်ဓာတ်လှေကားယိုယွင်းပျက်စီးခြင်း
တစုံတရာမှားယွင်းပျက်စီးမှုကြောင့်အဆောက်အဦတစ်ခုလုံးမလုံခြုံခြင်းအန္တရာယ်ရှိခြင်းတို့ဖြစ်ပါသည်အကယ်၍အိမ်ရှင်သို့မဟုတ်အိမ်ငှားအေးဂျင့်တို့မှ၎င်းတို့မှနေ၍အမြန်တာဝန်မယူခဲ့သောသင်ကိုယ်တိုင်စီစဉ်၍ပြုလုပ်ပြုပြင်နိုင်ပါသည်တန်ဖိုးမှာဒေါ်လာ1000အထက်ဖြစ်သည်ပြုပြင်ရသည့်အကြောင်းအရာနှင့်မည်၍မည်မျှကုန်ကျသည်များကိုအသိပေးစာရေး၍အိမ်ရှင်ထံပေးပို့လိုက်ပါငွေလက်ခံဖြတ်ပိုင်းကိုမိတ္တူကူးယူပြီးအိမ်ရှင်သည်2 ပတ်အတွင်းအသိပေးစာရောက်ပြီးနောက်ငွေကုန်ကျမှုကိုပြန်ပေးရပါလိမ့်မည်အကယ်၍အိမ်ရှင်မှပြုပြင်မှုမပြုလုပ်ပါကသင်သည် Victorian Civil Administration Tribunal ဗီခိတ်သို့လျှောက်ထားပါကထိုအဖွဲ့မှစုံစမ်းရှာဖွေ၍ပြုပြင်ရန်သာမန်စာပို့လာပါလိမ့်မည်ပြင်ဆင်ပြုပြင်မှုမပြီးခင်ထိဗီခိတ်မှအိမ်လခကိုထိန်းသိမ်းထားနိုင်သည် Tenants Union အဖွဲ့သို့မဟုတ် Community Legal Center မှဗီခိတ်သို့လျှောက်လွှာတင်ရန်အကူအညီပေးပါသည်ပြင်ဆင်မှုစာရင်းများတွင်အမြန်ပြင်ဆင်မှုမဟုတ်သည်များအားလုံးကိုအထွေထွေပြင်ဆင်မှုများဟုခေါ်သည်သင်သည်အထွေထွေပြုပြင်မှုများကိုမပြုလုပ်ရပါအိမ်ရှင်မှသာလျှင်ပြုပြင်ကုန်ကျငွေကိုပေးပါလိမ့်မည်အထွေထွေပြုပြင်မှုစာရင်းပြုလုပ်ပြီးပါကသင်သည်အထွေထွေပြုပြင်မှုစာရင်းများကိုအိမ်ရှင်အားသတိပေးခြင်းလျှောက်လွှာပေးအပ်ရန်လိုအပ်သည်ဤလျှောက်လွှာပုံစံသည် Consumer Affairs အဖွဲ့အစည်းတွင်ရှိသည်ဤသတိပေးချက်မှာပြုပြင်ရမည့်အချက်အားလုံးကိုအိမ်ရှင်မှ2 ပတ်အတွင်းပြုလုပ်ပေးရန်ဖြစ်သည်အကယ်၍အိမ်ရှင်သည်သတိပေးစာလက်ခံရရှိပြီး2 ပတ်အတွင်းမပြုပြင်ခဲ့လျှင်သော်၎င်းပြုပြင်ပေးခဲ့သည်ကိုသင်ကျေနပ်မှုမရှိခဲ့လျှင် Consumer Affairs Victoria အားအိမ်စစ်ဆေးပေးရန်တောင်းဆိုနိုင်သည်အိမ်စစ်ဆေးရေးတာဝန်ခံသည်အိမ်ကိုလာကြည့်ပြီးနောက်အိမ်ရှင်သို့မဟုတ်အိမ်ငှားအေးဂျင့်အားဆက်သွယ်၍ပြုပြင်ရန်ရှိသည်များကိုအဆင်ပြေစွာပြီးမြောက်အောင်ဆောင်ရွက်စေပါလိမ့်မည်အိမ်စစ်ဆေးရေးတာဝန်ခံမှတင်ပြချက်များကိုမိတ္တူကူး၍သင့်အားတစ်စောင်ပေးပါလိမ့်မည်အကယ်၍အိမ်ရှင်သည်မပြုပြင်ခဲ့သောသင်သည်ဗီခိတ်၏အမိန့်ဖြင့်အိမ်ရှင်မှအိမ်ကိုပြုပြင်ပါစေလိမ့်မည်ထို့ကြောင့်ကူဆေး၏အိမ်ရှင်သည်ဥပဒေကိုချိုးဖောက်ရာကျသည်အဘယ်ကြောင့်ဆိုသောအိမ်အမြန်မပြုပြင်ပေးသည့်အတွက်ဖြစ်ပါသည်သို့သော်လည်းကူစီသည်အိမ်လခကိုမပေးဘဲရပ်လိုက်ခြင်းသည်သူမ၏အမှားဖြစ်သည်သူမအနေဖြင့်ဗီခိတ်သို့လျှောက်လွှာတင်ပြီးအိမ်အမိုးကိုအမြန်ပြုပြင်ရန်အမိန့်ကိုနားထောင်ခြင်းသို့မဟုတ်သူမပြုပြင်ခဲ့သည့်အကြောင်းနှင့်ငွေလက်ခံဖြတ်ပိုင်းကိုပေးပြီးနောက်အိမ်လခကိုပေးသွားရမည်သင်၏အိမ်လခကိုအချိန်မှာပေးဆောင်ခြင်းဖြင့်သင့်အားအိမ်မှပြောင်းရွှေ့ရမည်ဆိုသည့်သတိပေးချက်ကိုကာကွယ်ရာရောက်သည်သင်လက်မှတ်ထိုးထားသည့်စာချုပ်ပါကတိအတိုင်းအိမ်လခပေးခြင်းကိုရပ်တန့်၍မရပါအကယ်၍အိမ်လခမပေးခဲ့သောသင့်အားအိမ်ရှင်မှရွှေ့ပြောင်းခိုင်းပါလိမ့်မည်အကူအညီလိုအပ်ပါက Consumer Action Law Center 0396296300 သို့မဟုတ်1300881020 www.consumeraction.org.au သင်၏ရပ်ကွက်တွင်းရှိ Community Legal Center 0396521500 www.communitylaw.org.au အကယ်၍သင်လိုအပ်ခဲ့လျှင်စ
စကားပြန်တောင်းဆိုနိုင်ပါသည် Tennis Union www.tub.org.au